ဖုန်းဖွင့်ထားရုံနဲ့ပတ်စံပေးနေတဲ့ Glow Forest ဆိုတဲ့ application နဲ့ကနေပြီးတော့ပတ်စံထုံးလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ application နဲ့ကနေပတ်စံထုတ်ဖို့အတွက်ဆိုရင်တော့ Binance, PayPal, TrueMoney စတဲ့ payment wallet တွေရှိထားဖို့တော့လိုအပ်ပါတယ်ဒါပေမဲ့ဒီ video ထဲမှာတော့ Binance, PayPal စတဲ့ wallet မရှိတဲ့သူတွေအတွက် KB နဲ့ဘယ်လိုထုတ်ရမလဲဆိုတာလေးကို sharing လုပ်ပေးသွားမှာဖြစ်လို့ video လေးကိုမကြော်ဘဲနဲ့ဆုံးထိကြည့်ပေးကြပါဗျGlow Forest app နဲ့ပတ်သက်ပြီးတော့ပတ်စံရှာနည်းလေးကိုလည်းကျွန်တော်ရှေ့မှာ video တစ်ပုဒ်လုပ်ပေးခဲ့တာရှိပါတယ်ခုဒီ video ကတော့ငွေထုံနည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ Binance PayPal ကောက်ရှိတဲ့သူတွေကတော့ပုံမှန်တိုင်းထုတ်လို့ရပါတယ်အဲ့ဒီကောက်တွေမရှိဘဲနဲ့ KB နဲ့ထုံမဲ့သူတွေကတော့ကျွန်တော်ပြောတဲ့အတိုင်းလေးထုံမှရမှာဖြစ်ပါတယ်ဗျဟေးဒါဆိုကျွန်တော် video စလိုက်ရအောင်ဒီ Glow Forest ဆိုတဲ့ app ထဲကနေပြီးတော့ပတ်စံထုတ်မယ်ဆိုရင်တော့အနည်းဆုံး 0.35 ပြည်ရနဲ့ထုတ်လို့ရပါတယ်$3.5က mining coin အားဖြင့်ဆိုရင်တော့9 coin 3သိန်းခွဲရှိထားဖို့တော့လိုအပ်ပါတယ်ကျွန်တော်တို့မှာ9 coin 3သိန်းခွဲရှိရဆိုတာနဲ့ပတ်စံစထုတ်လို့ရပါပြီโอเคကျွန်တော်ပတ်စံထုတ်ဖို့အတွက်ဆိုရင်ဒီဘက်တောက်ဆုံးမှာ wallet ပုံလေးရှိပါမယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါဒါတော့ကျွန်တော်တို့ဒီ game ထဲမှာရှိနေတဲ့ wallet ပဲဖြစ်ပါတယ်ကျွန်တော်မှာဆိုရင်တော့$2ရှိနေပါတယ်ဒီထဲမှာကအနည်းဆုံး$0.35နဲ့စပြီးထုတ်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်မှာရှိနေတဲ့$2ကိုထုတ်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ငွေထုတ်တဲ့အခါမှာငွေလက်ခံဖို့ပေးမဲ့ရွေးချယ်ရတဲ့အပိုင်းလေးပဲဖြစ်ပါတယ်ဒီထဲမှာဆိုရင်တော့ payment တွေအများကြီးရှိပါတယ်Binance, PayPal, Payeer, TrueMoney စတဲ့ payment တွေအများကြီးရှိပါတယ် payment ကောင်းရှိတဲ့သူတွေကတော့ကျွန်တော်ဒီ payment number တွေထည့်ပြီးတော့ထုတ်ရုံပါပဲဒီနေရာမှာ KB နဲ့ထုံးမဲ့သူတွေကအရေးကြီးသွားပါပြီကိုယ့်ရဲ့ဒီ mining ထဲမှာ0.35 ပြည့်လို့ KB နဲ့ထုံးမဲ့ဆိုရင်တော့ကျွန်တော်ဒီ Binance ကိုရွေးချယ်လိုက်ပါပြီးရင် confirm နှိပ်လိုက်ပါဒီနေရာမှာ Binance အချင်းရှိတဲ့သူတွေကတော့ Binance ID ထည့်ပြီးတော့ဝေထုတ်ရုံပါပဲ KB နဲ့ထုံးမဲ့သူတွေကတော့ကျွန်တော် Telegram channel ထဲမှာ admin နဲ့ချိတ်ဆက်ပြီးတော့သူရှိကနေ Binance ID တောင်းလိုက်ပါ Binance ID တောင်းပြီးရင်တော့ကျွန်တော်ဒီအပေါ်မှာ admin ပေးတဲ့ Binance ID ကိုထည့်ပေးလိုက်ပါပြီးတော့ဒီယောက်က amount ပါ amount တော့ကိုဘယ်လောက်ဒေါ်လာရောင်းမှလဲအဲ့ဒီ amount ကိုထည့်ပေးလိုက်ပါထည့်ပြီးရင်တော့ကျွန်တော် verify ဆိုတာလေးကိုနှိပ်ပေးလိုက်ပါခေဒီနေရာရောက်ရင်ကျွန်တော်ပြန်စစ်လို့ရပါတယ်ကျွန်တော်ငွေထုတ်မှန်မောင်းမှန်တယ်ဆိုရင် confirm နှိပ်ပေးလိုက်ပါပြီးတော့ကျွန်တော်ဒီမှာ verify လုပ်ပေးရပါတယ်ဒါကတော့ကျွန်တော်ရဲ့မျက်နှာကို face scan ဖတ်ပေးရတာဖြစ်ပါတယ်ဒီကောင်လေးကအခုမှစပြီးတော့ဒီ app ထဲကနေပထမဆုံးအကြိမ်ငွေထုတ်မယ်ဆိုရင်တော့ face scan ဖတ်ပေးရပါတယ်နောက်ကြိမ်နေဆိုရင်တော့ဖတ်စရာမလိုပါဘူးဒီပုံလေးပြရင်တော့ငွေထုတ်တာအောင်မြင်သွားပါပြီကျွန်တော်ရဲ့ exchange တွေ wallet တွေကိုပတ်စံရောက်လာဖို့အတွက်အချိန်အဖြစ်ခဏစောင့်ပေးရပါတယ်ပြီးရင် see translation ဆိုတာလေးကိုနှိပ်လိုက်ပါဒါကတော့ကျွန်တော်ငွေထုတ်ထားတဲ့ history ကိုပြန်ကြည့်ရတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော် game တွေကနေငွေထုတ်တာအောင်မြင်သွားပြီဆိုရင်အမှန်ချစ်လေးပြနေပါလိမ့်မယ်အဲ့ခါကျရင်တော့ screenshot ရိုက်ပြီးတော့ admin ကိုပို့ပေးလိုက်ပါသူကနေပြီးတော့ KB နဲ့ပတ်စံလမ်းလွှဲပေးပါလိမ့်မယ်ဗျဒါဆိုရင်တော့ကျွန်တော်ဒီ Glow Forest ဆိုတဲ့ app ထဲကနေပြီးတော့ပတ်စံထုံးဒီလေးကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်ဒီထဲကနေပတ်စံထုတ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့မှာ9 coin အနည်းဆုံး3သိန်းခွဲရှိတာဖို့တော့လိုအပ်ပါတယ်9 coin 3သိန်းခွဲပြည့်ပြီဆိုတာနဲ့စထုတ်လို့ရပါတယ်ဒီကောင်လေးကအမှန်ကန် free ပေးနေတဲ့ application လေးဖြစ်လို့ online ပတ်စံရှာမဲ့သူတွေဆိုရင်တော့ဒီ app လေးကို run တင်ပါတယ်ဗျကျွန်တော် video လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ